妈妈，这个一个吧，装表嘛。တော့အသေးကွဲနေတဲ့ကောင်လေးတယောက်ဟာစမ်းကြောင်းလေးတစ်ခုဘေးမှာထိုင်ပြီးတော့ငိုနေကြေကွဲနေသူ့ကောင်မလေးကသူ့ကိုပြစ်သွားအသေးကွဲအဲ့ပညာရှိတယောက်ကရောက်လာပြီးတော့အမောင်လူလေဘာဖြစ်နေတာလဲပညာရှိကျွန်တော်ရဲ့ကောင်မလေးကကျွန်တော်ကိုပြစ်သွားလို့ကျွန်တော်အသေးကွဲနေလို့ဝမ်းနေနေတာပညာရှိကပြောအဲ့ဒါအသင်ဝမ်းနေရမယ့်ကိစ္စမဟုတ်ဘူးသင်ကိုပြစ်သွားတဲ့ကောင်မလေးဝမ်းနေရဘာဖြစ်လို့လဲပညာရှိတိတ်ချစဉ်းစားကြည့်လေသင်ကလောကမှာသင်ကိုမချစ်တော့တဲ့သူတယောက်ဆုံးရှုံးသွားတာဘာမှဝမ်းနည်းစရာအကြောင်းမရှိဘူးသူကသူ့ကိုချစ်တဲ့သူတယောက်ဆုံးရှုံးသွားတာသူကဝမ်းနည်းရမှာလေဘာလို့သင်ကထိုင်ဝင်နေတာလဲလူချင်းမတို့ခင်ဗျာအခုကြည့်နေတဲ့သူတွေထဲမှာအသေးကွဲနေတဲ့သူရှိပါလားကိုအသေးကွဲနေတယ်ဆိုစိတ်မညစ်ပါနဲ့ဘာဖြစ်လို့လဲကိုကကိုမချစ်တော့တဲ့သူတယောက်ဆုံးရှုံးသွားတာဘာမှဝမ်းနည်းစရာမရှိဘူးသူကဝမ်းနည်းရမှာသူကလောကကြီးမှာသူ့ကိုချစ်တဲ့သူတယောက်ဆုံးရှုံးသွားတာဖြစ်ပါတယ်ဒါကျွန်တော်ရဲ့